ချစ်သူများနေအကျုံကိုညို့အတွက်ချောကလက်အလုံး100ခိုင်တဲ့စင်ဆိုတဲ့ညီမလေးပေါ့နော်သူကကြတော့ကိုညို့အတွက်ဒီခဏလေးနော်ခဏလေးရယ်ဝေသားပန်းစည်းရယ်အင်ကြီးဟုတ်တယ်ဒီထဲမှာအင်ကြီးလည်းပါစီရသေးလားနော်ဝေသားပန်းစည်းရယ်ဒီမုတ်ဖောက်ရယ်သူကအဲ့ဒါလေးပေးခိုင်းတာသူ့အကောင့်လေးကိုလည်းပြခိုင်းတယ်ပေါ့နော်သူကကြောက်ပကြီးပါလားခိုင်းတဲ့စင်ကအကြောက်ပကြီးထုတ်ပြီသူ့အကောင့်လေးကိုပြီးမှကိုညို့ဘိုင်ဘိုင်းနဲ့တန်းစီပို့လာနော်ဟုတ်ကဲ့မလက်ခံလိုက်အောင်မယ်ကျွန်တော်လည်းမအားလို့လက်မခံပြင်းနဲ့ ပြောနေကြတာ ဟုတ်တယ်လက်ခံလိုက်မယ်အမကဘိုင်ဘာနေဘူးလိုက်ပေါ့နော်ဒီမှာကိုညို့ပုံလေးပေါ့နော်အရင်သဘောကျတဲ့ပုံလေးပြီးတဲ့အတွက်ကျေးဇူးပါသူအမှားစကားလေးပါလိုက်သေးတယ်ဘဝမှာတဲ့ပထမဆုံးချစ်မိတဲ့အမျိုးသမီးလေးပါတဲ့အစင်မြင်ဘောလုံးကန်တဲ့ဖက်နဲ့လေးစီးပေးစီခြင်းနဲ့တဲ့အမြဲတမ်းပြုံးနေတာလေးပဲမြင်ချင်ပါတယ်ခလင်းငယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်လက်ခံလိုက်ပါမယ်နော်ဟုတ်ကဲ့ပါထက်နေကြီးခိုင်ဆိုရတဲ့သူကကြတော့ဒီပန်းစည်းလေးဟုတ်ဟုတ်သူကဒီချောကလက်ပန်းစည်းရောပါသေးတယ်ခြိုက်လုံးခြိုက်ပြီးတော့ကိတ်တွေပါသေးရမကုန်ဘူးကိတ်9လုံးလောက်ပါတယ်ဩ9လုံးတော့9လုံးတော့ထက်နေကြီးခိုင်နော်ဒါလားအေးဖတ်ပြန်ဒါချလိုက်မယ်ကိုကြီးနော်ထက်နေကြီးခိုင်ဆိုတဲ့ညီမလေးကဒီအချိုရည်ပေါက်ရောချောကလက်ပန်းစီရောအယုတ်ရောနော်ကတော့ဒါလေးချလိုက်ရတာကိုအမှားသားလေးကထက်နေကြီးခိုင်ရပြောတာဒီဘက်ဒီဘကိုညိုရေးတဲ့22နှစ်ပြည့်မွေးနေ့မှစပြီးတော့တဲ့မိဘအားကိုရတဲ့သမီးအလိမ်ပါလေးဖြစ်ပါစေနော်တဲ့ဘောလုံးကန်ရင်လဲဂိုးတွေအများကြီးသွင်းနိုင်ပါစေညိုညိုရေးတဲ့ကျမ်းမာရေးလုံကြီးဆိုင်ပါတဲ့ဖန်တွေကိုလည်းပြစ်မထားပါနဲ့တဲ့နော်ဘတ်ဒေးမှာ happy ပါစေညိုညိုရေးတဲ့ဗီဒီယိုလည်းရောက်တော့မှာဆိုတော့ chocolate ပန်းစည်းလေးလည်းတစ်ခါတည်းပေးလိုက်ပါတယ်နော်တဲ့ Facebook account လည်းလက်ခံပေးပါအောင် TikTok account လည်းလက်ခံပေးပါအောင်ရမ်းချစ်တဲ့ညိုညိုရေးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်လက်ခံလိုက်ပါမယ်နော်ဟုတ်ကဲ့ပါထန်နေယူစောဆိုတဲ့ညီမလေးကချောကလက်အလုံး100ချောကလက်ကြိုက်တယ်လားချောကလက်တွေယူချစ်သူများနေအကျုံကိုညို့အတွက်ချောကလက်အလုံး100နော်အဲ့ဒါကြတော့တခြား online ကနေမှာပြီးတော့အမစီကိုပို့လိုက်တာအဝေစားတွေပဲနော်Happy birthday ပါအညိုရေးတဲ့နေ့ရက်တိုင်းအချိန်တိုင်းမှာစိတ်ညစ်စရာတွေနဲ့ဝေးပြီးတော့ပျော်ရွှင်မှုတွေသာပိုင်ဆိုင်နိုင်ပါစေတဲ့အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်ရောက်တဲ့အရက်မှာလူချစ်လူခင်ပေါ်ပြီးတော့အစားကိုပေါ့နော်အားကစားကိုညိုဖြစ်ချင်တဲ့အတိုင်းပန်းနိုင်ရောက်သွားနိုင်ပါစေပွဲစဉ်တိုင်းမှာလည်းထိခိုက်မှုမရှိဘဲနဲ့အမြဲအောင်မြင်မှုတွေသွားတဲ့ရရှိပါစေစိတ်ညစ်စရာတွေဝမ်းနည်းမှုတွေအဆင်မပြေမှုတွေနဲ့ကြုံတဲ့အခါမှာလည်းအကောင်းဆုံးဖြစ်ကျော်နိုင်ပါစေတဲ့အကောင်းဆုံးရှင်သန်နေမယ်လို့ယုံကြည်ပါတယ်တဲ့အမြဲပြုံးနေပေးပါနော်တဲ့အညိုငိုတာမမြင်ချင်ပေမဲ့ငိုချင်တဲ့အခါကြလို့ရှိရင်ငိုချလိုက်နော်တဲ့နောက်နေ့မှပို့ပြီးတော့ပြုံးနေပါနော် Happy birthday ပါတဲ့အကောင့်လက်ခံထားတယ်လက်ခံပေးပါအောင်တဲ့အကောင့်လေးကိုလည်းကိတ်မုတ်ပြီးမှကိုညို့ကိုအကုန်လုံးပေးလိုက်မယ်နော်အားကြမှာအကုန်လုံးသူတို့ကိတ်တွေလည်းပါသေးတယ်အဲကြတော့ဝီဒါဝီလားဝီဆိုတဲ့ညီမလေးကဒီဟာလေးပေါ့နော်သူကကြတော့ကိတ်မုတ်လည်းပါသေးတာကိတ်မုတ်လည်းပါတယ်တဲ့နော်Happy birthday ပါညိုရေးတဲ့နာမည်လေးနဲ့လိုက်ပြီးတော့ညှို့ယူထားတဲ့ညိုလေးရေးတဲ့ယနေ့ကြရောက်တော့ပေါ့နော်မွေးနေ့မှစပြီးတော့နေ့ရက်တိုင်းပျော်ရွှင်စရာကောင်းတဲ့နေ့တွေပဲဖြတ်သန်းနိုင်ပါစေနော်တဲ့ညိုကစားတဲ့အခါတိုင်းမှာလည်းအနာတရားကင်းကင်းနဲ့ကစားနိုင်ပါစေနော်တဲ့ညိုအဆက်ဆက်ရကူးဆိုင်ပါတဲ့ညိုငိုတာမမြင်ချင်ပါဘူးနော်တဲ့ညိုဗီဒီယိုတွေတက်လာတိုင်းအခုချိန်ဒီဝမ်းနဲ့မိတော့တဲ့ညိုရေးတဲ့ညိုကားတဲ့ငယ်သေးအောင်မို့ပေါ့နော်အကောင်းဆုံးရှေ့ဆက်ပြီးကြိုးစားပါနော်တဲ့အမအမြဲတမ်းအားပေးနေမှာပါတဲ့ဖြစ်ချင်တဲ့ပန်းနိုင်ကိုလည်းအရောက်လန်းနိုင်ပါစေနော်တဲ့မြန်မာပြည်ပြန်လာလို့ရှိရင်ညိုစီကိုရအောင်လာခဲ့မယ်နော်တဲ့အခုတော့ဖုန်းထဲကနေပဲအားပေးနေမယ်နော်တဲ့ TikTok account လေးလည်းလက်ခံပေးစီချင်ပါတယ်တဲ့ကိတ်လေးလည်းကြိုက်မယ်လို့မျှော်လင့်မိပါတယ်နော်တဲ့ညို့ကိုလည်းဒီလောက်ထိလုပ်ပေးနိုင်ခဲ့လို့တဲ့စိတ်မကောင်းဖြစ်မိတယ်တဲ့ဒီထက်မကပို့ပြီးတော့လုပ်ပေးချင်တာတဲ့ Facebook account လေးလည်းလက်ခံပေးပါအောင်နော်တဲ့ဘလို့အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်မပြိုလဲပါနဲ့နော်တဲ့ညို့နောက်မှာတဲ့အဝေးကနေအားပေးနေတဲ့ပရိသတ်တွေအများကြီးရှိပါတယ်နော်တဲ့ဖုန်းထဲကနေအများအားပေးနေပါညိုရေးတဲ့နှစ်သက်မှာအကောင်းဆုံးသောအရာတွေနဲ့ပဲဖြတ်တန်းနိုင်ပါစေညိုရေးတဲ့ပြုံးလိုက်ရင်ပချိုင်လေးနဲ့ရမ်းချစ်ဖို့ကောင်းတဲ့ညိုရေးရမ်းချစ်တယ်နော်ပြုံးလိုက်ချစ်ဖို့ကောင်းတယ်ဆိုမှပြုံးတော့သူ့အကောင့်လေးလည်းလက်ခံခိုင်းတယ်ပေါ့နော်ပြီးမှပို့လိုက်မယ်နော်ဟုတ်အကောင့်လေးဟုတ်ရင်ထေးဆိုတဲ့ညီမလေးကဒီအယုတ်ရယ်ကိတ်ကလေးရယ်ပေါ့နော်သူကကြတော့တဲ့အမှားစကားလေးပါလိုက်တယ်ကျမရုပ်ကြီးဆိုင်ပါနော်တဲ့ပျော်အောင်ပဲနေပါတဲ့ဘာပဲလို့အနောက်မှာအမြဲတမ်းရှိနေပါတယ်တဲ့ဖြစ်တည်မှုတိုင်းကိုချစ်တယ်တဲ့လူချင်းလာတွေ့ချင်မဲ့ပေါ့နော်အကြောင်းလေးတွေရှိလို့မတွေ့ရလို့တဲ့အခုမွေးနေ့မှစပြီးတော့ကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေနဲ့အမြဲရပါစေလို့အားပေးလိုက်ပါတယ်နော်တဲ့ရင်ထေးရပါနော်အကောင့်လေးလည်းလက်ခံပေးပါအောင်တဲ့ဟုတ်ကဲ့လက်ခံလိုက်ပါမယ်ဟုတ်ကဲ့ပါဟုတ်သူနိုင်ဆိုတဲ့ညီမလေးကကိုညို့အတွက်ဒီဓာတ်ပုံပန်းစီလေးရယ်အယုတ်2ရုပ်ရယ်သူ့ပုံလေးမှာထည့်ပြီဟုတ်တယ်
အယုံ2ရုပ်ရယ် ဟုတ် ဒီရုပ်ရယ်ဒါလေးရယ်နော်သူကကြတော့လေထွေထွေထူးထူးမပြောတတ်ပါဘူးမမရဲ့တဲ့ဟို TikTok အကောင့်လေးပဲညို့လက်ခံခိုင်းပေါ့နော် Facebook အကောင့်လေးလည်းလက်ခံခိုင်းပါအောင်တဲ့ကျမရုပ် view site ပါလို့ပြောပြပါတဲ့နိုင်ငံခြားမှာအလုပ်လုပ်တာအဆင်မပြေရင်တော့မှတဲ့ညို့အပြုံးလေးကြည့်ပြီးတော့စိတ်ညစ်မှုတွေတဲ့ပျောက်သွားပါတယ်ထာဝရအပြုံးပိုင်ရှင်လေးတဲ့အမြဲပြုံးထားပါတဲ့အဲ့လောက်ပဲပြောပြပါတဲ့ အများနဲ့ပြုံးမွေးထားမယ်စိတ်ညစ်တာပြည့်အောင်လို့ ဟုတ်ကဲ့ပါနောက်တစ်ယောက်ရောကုန်ပြီလားပြီပြီ ဒီနားမှာထောင်ရမှာလား ဒါနောက်တစ်ယောက်ကကျမ ဟောကျမ ညို့တော့အင်ကြီးလေးနော်မတ်ချွေအင်ကြီးလေးရမွေးနေ့ကိတ်လေးရညို့ဓာတ်ပုံလေးထည့်ပေးထားတယ်အမရမွေးနေ့ကိတ်ရဟုတ်နော် ဟုတ်ကဲ့ သိမို့လေးကုန်ပြီးတယ် ဒီအောက်မှာပဲထား ဟုတ်ဟုတ်အဲဒီမှာအရုပ်ကလေးနဲ့ဒါကတော့ customer တွေမှာတဲ့ကိတ်ကလေးပေါ့နော် ဒီပေါ်လေးချာ ဟုတ်ကဲ့